အားလုံးရဲ့မင်္ဂလာပါနော်ဒီနေ့ကတော့နှလုံးရဲ့ကျင့်နှလုံးပေါ့နော်ငါးလမြကြီးရဲ့ဒီနေ့ဒီတကစမ်းကြည့်တဲ့တငယ်ကြီးပြောတယ်အဲ့ကျင့်နှလုံးနဲ့ငါးမြရတယ်တဲ့ဒါကြောင့်လာစကြည့်ပေါ့အကလို့ဆက်တယ်လောက်သွားပြီဒီတခါတော့ငါးမြတာမှမဟုတ်တော့ကဲဦးလေလည်းပါလာနေရာလေးလည်းပြမယ်ဆက်ကြည့်ရှုပ်တော့ကျွန်တော်ယူလာပစ္စည်းလေးတော့ပါယူလာဆိုရင်စားသေးရလေးကလည်းယူလာပဲတဲ့တကတနေ့ကိုမြောင်းမဲ့ဆိုရင်အဲ့သဘောနဲ့ယူလာကဲအိုးလည်းယူလာတော့ကဲအိုးမှာကဲပေါ့လေးပြမယ်ရတဲ့ငါဒါလည်းကြော်စားမှုလို့ပေါ့နဲ့ယူလာတယ်အဲ့ဒါလည်းကြည့်ရအောင်ပေါ့နော်